သူတို့လာကြိုပေးတဲ့ကားဒီမှာကwhat for မရောက်ခင်မှာအောက်မှာသူတို့ကားနဲ့ဒီအထီကိုကားနဲ့ပြန်ပြီးတော့လာရတယ်ပေါ့နော်ကားနဲ့ပြန်လာပြီးတော့အခုဒီသွားမဲ့နေရာကနေပြီးတော့ပြန်လမ်းလျှောက်ရမယ်လမ်းဒီဘက်ကလမ်းနည်းနည်းလျှောက်ပြီးရနဲ့ကြည့်ရဟိုဘက်မှာရှိမယ်ထင်တယ်သွားတော့မသွားရသေးဘူးဒီမှာလာတဲ့လူတွေအများကြီးပဲကားတွေလည်းအများကြီးနေရာရက်ထားတယ်အထဲကိုရောက်သွားပြီပေါ့နော်အထဲမှာဆိုပြပါလေပွဲပုံစံမျိုးပေါ့ပွဲပုံစံမျိုးတွေအကုန်လောက်ထားလူတွေကတော်တော်များတယ်မထင်ထားအောင်လောက်များမယ်ကျမတို့ရန်ကုန်မှာဆိုလို့ရှိရင်ပွဲစည်းလို့ဆိုလိုမျိုးပေါ့အထဲမှာဆိုတော့ပွဲနဲ့အစုံပေါ့ဒီမှာမုတ်တွေလည်းရရတယ်ဒေတာထွက်အစားစားတော့တို့ထိုင်းဒေတာထွက်အစားစားရတယ်ပြီးလို့ရှိရင်ဟိုဘက်မှာဟင်းသီးဟင်းရွက်တွေဒီမှာဆိုဟင်းသီးဟင်းရွက်တွေပြီးရင်ဟိုဘက်မှာဆိုရင်တို့ရိုးရအင်ဂျီဝစ်စုံအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေဟိုရောင်းကြကျောင်းကတော့လေမီးလောင်သွားတယ်လို့ပြောတယ်အဲ့ပိတ်တော့ပိတ်ထားတယ်အထဲဝင်လို့မရဘူးလုံးဝဒါသူတို့ပြင်ဆင်ဖို့တော့လောက်ထားတာလို့ပြောတယ်အပြင်ကနေပဲဒီတိုင်းကြည့်ပြီးတော့ပဲလာခဲ့လိုက်တယ်ကျမတို့အပြန်ကျတော့လမ်းလျှောက်ပြီးတော့လာလိုက်တယ်အသွားတော့ကတော့သူတို့ကားလေးနဲ့လိုက်ပို့လိုက်ကြွလို့တယ်အပြန်ကျတော့ကားမဆောင်တော့တာနဲ့ကွက်ကွယ်လမ်းလျှောက်သွားလိုက်တယ်